လူတိုင်းကယုံဟာအိပ်ပျော်သွားလို့ရှုံးတယ်လို့ထင်ကြတာဒါပေမဲ့တကယ်တော့သူဟာမာနကြောင့်ရှုံးသွားတာပါတခါတုန်းကပေါ့အယမ်းမြန်မာတယ်ဆိုတဲ့ယုံတကောင်ကနှီးကွီးလွန်းတဲ့လက်ကိုလှောင်ပြောင်ခဲ့ဘူးတယ်အဲ့ဒီမှာလက်ကပြန်စင်ခေါ်လိုက်တဲ့အခါပွဲကစတာပဲယုံကတော့ထုံးစံအတိုင်းပန်းတိုင်နာရောက်တော့လက်ကိုလှဲကြည့်ပြီးဝေးပါသေးတယ်ဆိုပြီးခဏနားလိုက်တယ်အဲ့ဒီခဏဆိုတဲ့မာနကပဲသူ့ကိုအိမ်မောကျသွားစေခဲ့တာပေါ့ယုံအိပ်ပျော်နေချိန်မှာလက်ကတော့တလန်းချင်းဖေးတော့မှမရက်ပဲသွားနေခဲ့တယ်ယုံနိုးလာတဲ့အချိန်မှာတော့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီဒီပုံပြင်လေးတွေကမှတ်သားစရာလေးကတော့အောင်မြင်မှုဆိုတာအမြန်နှုံးပေါ်မှာနေမူတည်တာမဟုတ်ပဲကိုဘလောက်ဇွေးရှိမှန်လေးသွားနေတယ်လေဆိုတာပေါ်မှာလေးမူတည်ပါတယ်